ငယ်ချင်းလိုက်ရင်သူလားဇလန်းကောင်းစဉ်တေမေးတမန်ကိန်းအပိုင်း3ပရိသတ်တို့ရေအပိုင်းနဲ့အဆုံးမှာသူရဟာသူ့သွေးနဲ့ဖုန်းအားသွင်းပြီး level 2ကိုအနိုင်ယူခဲ့ပေမဲ့အပြင်မှာအောင်သူရောက်လာတာကိုတွေ့ရတယ်နော်ဒါပေမဲ့ဂိမ်းထဲမှာတော့တငယ်ချင်းလိုက်ရင်သူလားဆိုရယ်မိခွန်းကြီးပေါ်နေပါတယ်အခုအပိုင်း3မှာတော့အမှန်နဲ့အမှားကိုသူရဘလို့ခွဲခြားမလဲဆိုတာကြည့်ရအောင်ပါတကားအပြင်ကအောင်သူရဲ့အတန်ကပိုကျလာပါတယ်သူရတကားပွင့်ဆန်းမင်းအိမ်ထဲမှာအမောင်တို့တွေလွှမ်းနေပြီတဲ့သူရဟာတကားစီကိုသွားဖို့လှုပ်တုံးမှာပဲသူ့လက်ထဲကဖုန်းကတုံခါလာပါတယ်ဖုန်းစခရင်ပေါ်မှာအောင်သူရဲ့ပုံကြီးပေါ်လာပြီးအောင်သူရဲ့မျက်နှာကတဖြည်းဖြည်းနဲ့ပုတ်ပွားနေတဲ့ဝิญဉ်မျက်နှာအဖြစ်ပြောင်းလဲသွားတာကိုသူရမြင်လိုက်ရတယ်မယုံနဲ့တကားမဖွင့်နဲ့လို့ဂိမ်းထဲကနေစာသားတွေထပ်ပေါ်လာပြန်တယ်သူရဟာဇဝေဇဝါဖြစ်နေတုန်းမှာပဲသူ့အိမ်ရှိကအောင်သူကတကားကိုအတင်းကန်ဖွင့်ပြီးဝင်လာခဲ့ပါတယ်အောင်သူရဲ့လက်ထဲမှာလဲသူ့ရဲ့ရှေးဟောင်းကင်မရာကြီးပါလာပါတယ်သူရဖုန်းကိုချပြက်လိုက်အဲ့ဒီဂိမ်းကမင်းရဲ့အာယုံတွေကိုလှည့်ဆိုင်နေတာလို့အောင်သူကအော်ပြောလိုက်တယ်အဲ့ဒီအချိန်မှာသူရရဲ့ဖုန်းထဲမှာတော့အောင်သူကသူ့ကိုဓာတ်နဲ့လိုက်တက်နေတဲ့ပုံရိပ်တွေပေါ်နေပါတယ်သူရဟာကြောက်အားလန့်အားနဲ့အနားကပလင်းတလုံးနဲ့အောင်သူကိုလှမ်းထူလိုက်ပါတယ်ဒါပေမဲ့အောင်သူကရှောင်လိုက်ပြီးသူ့ကင်မရာရဲ့ flash မီးနဲ့သူရရဲ့ဖုန်းစခရင်ကိုဖျက်ပြီးရိုက်လိုက်တယ်ဖြက်ဆိုရဲ့အလင်းနှန်းကြီးနဲ့အတူသူရရဲ့ဖုန်းထဲကနေစူးရှာတဲ့အော်သံကြီးထွက်လာပါတယ်flash မီးရိုက်လိုက်တဲ့အချိန်မှာသူရမြင်လိုက်ရတာကအောင်သူ့အနောက်မှာကပ်ပါလာတဲ့အနက်ရောင်ဝิญဉ်ကျိုးမြင်တွေပါတကယ်တော့အောင်သူဟာသူရကိုလာခဲ့တာမှန်ပေမဲ့အောင်သူကိုယ်တိုင်လည်းဒီဂိမ်းရဲ့ကျိန်စာထဲမှာရုန်းကန်နေရတာပါအောင်သူရဲ့ကင်မရာထဲမှာပေါ်လာတဲ့ပုံအရသူရရဲ့ဖုန်းထဲမှာပိတ်မိနေတာကသူရရဲ့ဝิญဉ်အစ်စ်ဖြစ်ပြီးအခုအပြင်မှာအောင်သူနဲ့စကားပြောနေတဲ့သူရဟာဂိမ်းထဲကဇက်ကောင်တစ်ခုဖြစ်နေတာကိုတွေ့လိုက်ရတဲ့အခါမင်းကဘသူလဲလို့အောင်သူကတုံရင်စွာနဲ့မေးလိုက်ပါတယ်အပြင်ကသူရရဲ့မျက်နှာကတဖြည်းဖြည်းနဲ့ဂိမ်းထဲကဝิญဉ်မျက်နှာလိုပြောင်းလဲသွားပြီးငါက level 4ရဲ့တထေးပေါ်လို့ပြောကအောင်သူကိုအသင်းအုံမော်လိုက်ပါတယ်တကယ်သူရအစ်စ်ကတော့သူ့ရဲ့ဖုန်းစခရင်ထဲမှာပဲပိတ်မိနေပြီးအပြင်လောကကိုငိုယိုကကြည့်နေရပါတော့တယ်အောင်သူဟာဂိမ်းထဲမှာပိတ်မိနေတဲ့သူရအစ်စ်ကိုဘယ်လိုပြန်ထုတ်မလဲဒီတေမင်းတမန်ဂိမ်းကနေလူသားစစ်စစ်တွေပြန်လည်လွတ်မြောက်နိုင်ပါမလားဒီအပိုင်း3လေးကိုလည်းသဘောကျတယ်ဆိုရင် like and follow လုပ်ထားဖို့မမေ့ပါနဲ့အောင်နော်နောက်ထပ်ပုံမရင်ဖို့စရာကောင်းတဲ့အပိုင်းတွေကိုဆက်လက်ဖန်တီးပေးသွားမှာမို့လို့လာအားပေးဖို့စောင့်မျှော်နေပါမယ်ဗျာ